က်မှာငါကပေးစရာမလိုပဲကိုရီးယားဝစ်စုံလေးနဲ့ဓာတ်ပုံဝေးရိုက်လို့ရတဲ့ပြင် level 9တိရှိရဲ့စိုးကေရဲ့ကိုရီးယား level ကို challenge ခေါ်ပြီးဒီနေ့စားပြမှာဖြစ်ပြီးတော့အမှတ်တရစာလေးလည်းရေးလို့ရတယ် blind box တွေဖောက်ပြီးတော့ရုပ်တွေပါကောက်လို့ရတယ်စိုးကေကိုခေါ်သားမယ်လှဲတဲ့စိုးကေမှာကိုရီးယားဝစ်စုံလေးကိုငါကလုံးဝပေးစရာမလိုပဲနဲ့ဓာတ်ပုံလေးကိုဝေးရိုက်လို့ရနေပြီနော်ယောက်ျားလေးဝစ်ကောမိန်းကလေးဝစ်ကောရှိတယ်ကိုရီးယားနန်းတွင်းကားတဲ့ဝစ်စုံလေးအခုမှဝေဘူးတော့တယ်စိုးကေမှာပုံမှန်ဆိုရင်ပွဲလိုက်လေးပဲရှိတာအခုဆိုလို့ရှိရင် hot pot လိုပဲကိုစားမဲ့အရွက်တွေနဲ့အသားတွေကိုပဲရွေးပြီးတော့စားလို့ရနေပြီ level 0 1 3 7 4မျိုးကို challenge ခေါ်ပြီးစားပြမယ်ဆက်စချင်း level 0ကိုစစားတာ level 0ကတော့လုံးဝမဆက်ဘူးချင်းပြုံးပြုံးလေးနဲ့အဆက်လုံးဝမစားတဲ့ beginner တွေအတွက်ဆိုရင်အဆင်ပြေတယ် level 1ကိုတော့အမဲသားလေးနဲ့ဟဲ့ level 1ကတော့ဒီထဲမှာလူမာတာအများဆုံးပေါ့နော်နည်းနည်းလေးအဆက်မဆိုးစလောက်လေးပါလာပြီခလေးရရွဲရင်အကုန်စားနိုင်တဲ့အဆက် level 3နည်းနည်းခက်တဲ့ level ရောက်လာပြီပေါ့နော် level 3ကတော့အဆက်မစားနိုင်တဲ့သူတွေဆိုလုံးဝအဆင်မပြေလောက်စပြီးတော့တော်တော်လေးဆက်လာပြီဆရာကြီးတွေဆိုဘာမှမဖြစ်နိုင်ပေမဲ့အဆက်မစားနိုင်တဲ့သူအတွက်ကတော့ချွေးစည်းတွေပါပြက်လာပြီးရေးတွေပါထတောက်ရတယ်နှက်ခမ်းတွေဆိုလည်းပူပြီးဆက်တယ် level 7နောက်ဆုံး final boss level ရောက်လာပြီအစားကမရှိရင် level 7ကိုမစားနဲ့နော်ကြောက်တယ်ကြောက်နဲ့နည်းနည်းလေးပဲစားတာမှအဆက်ငွေ့ရလေးစားလိုက်တာနဲ့ထောင်းပြီးတက်လာတာဘလို့မှမခံနိုင်ဘူးမျက်ရည်ကျပြီးငိုရတဲ့အထီတောင်မှရှူတင်မှာခဏရက်လိုက်ရတယ် cheese တွေဒီလိုအတန်းလိုက်ဖြစ်နေတဲ့အဆက်ပြေကွန်းချီလေးစားလိုက်တော့မှတော်သေးတယ်အမတ်တရစာလေးရေးပြီးတော့ဒီလိုချိတ်ခဲလို့ရတယ်ပေါ့နော်အမတ်တရစာကြီးမှာအများကြီးပဲချိတ်ထားတာဒီမှာအရန်မိုက်တာဘလိုင်းပေါက်တွေဖောက်ပြီးတော့ကိုကြိုက်တဲ့အယောင်တိုင်းကြရင်လက်ဆောင်တွေပြန်ပေးတယ် idiot ဆို baby tree ဖောက်လိုက်တာကိုလိုချင်တဲ့ကြားလေးပေါက်သွားလို့သူတို့စီကလက်ဆောင်ရသွားသေးတယ်အယုတ်တွေလည်းကောက်လို့ရဆိုပျော်စရာကြီး